အားလုံးပဲမင်္ဂလာပါတီရှယ်စုကားရမ်းမှကြိုဆိုပါတယ်ဒီနေ့သင်ကြားရမယ့် B အခရာလေးကတော့ဇခွဲ B အခရာလေးအကြောင်းပဲဖြစ်ပါတယ်အခုတွေ့နေရတဲ့ B အခရာလေးကတော့ဇခွဲ B အခရာလေးပဲဖြစ်ပါတယ်အဲ့တော့တီရှယ်ကဇခွဲ B အခရာလေးကိုသူ့ရဲ့ကြပြလေးနဲ့တွဲပြီးတော့ဆိုပြမယ်အားလုံးပဲလိုက်နာထောင်တာပါနော်ဇခွဲလေးဇလက်ဖြူဖြူမှွေဇလက်ဖြူကမွေးကျူကျူမလေးပံဖို့ယူနောက်တစ်ခေါက်ဇခွဲလေးဇလက်ဖြူဖြူမှွေဇလက်ဖြူကမွေးကျူကျူမလေးပံဖို့ယူသူ့ရဲ့နာမည်ကဇခွဲလို့ခေါ်တယ်နော်ရှယ်တော့ကဘလို့အတန်ထွက်မလဲဆိုရင်တော့ဇလို့ထွက်ပါမယ်တီရှယ်ကဇခွဲနဲ့စပေါင်းတဲ့စကားလုံးလေးတွေကိုပြောပြမယ်အားလုံးပဲလက်ကြည့်ထားပါနော်ဇလက်ပံဇလုံးစာဇွန်းစောကြီးဇက်ပွဲဇတန်ပါစကားလုံးလေးနော်ဇီးဖြူသည်ဇေဝစိုးငှက်ပြီးရင်တော့ဒီရှယ်ကဇခွဲရင်းနှီးလေးကိုရေးပြပေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ထားပါတရှက်ဇခွဲဒီရှယ်နဲ့အတူတူလေထဲမှာလက်ညှိုးလေးနဲ့လိုက်ပြီးဆွဲကြည့်မယ်တရှက်ဇခွဲအောက်ကနေဆွဲရင်နော်တရှက်ဇခွဲဟုတ်ပြီနော်ကဲပြီးရင်ဒီရှယ်ကလေးချောင်းမြင့်မှာရင်းနှီးလေးကိုရေးပြမယ်လိုက်ကြည့်ထားပါနော်တရှက်ဇခွဲတရှက်ဇခွဲလေးချောင်းမြေးရေးရင်မြင်းအပြလေးမှာရေးရမယ်เนาะတားလို့သမီးတို့မြင်းပြလေးထဲမှာပဲဝမ်းဝိုင်းလေးနဲ့လှလှလေးရေးပါမယ်အောက်တန်းအပြလေးကနေပြီးတော့ရေးပါမယ်เนาะမြန်မာပြည်အခရာတွေကိုတိတိကျကျသင်ကြားခြင်းနဲ့ဆိုရင်တော့တီရှယ်စုကားရန်ကို subscribe လုပ်ပေးဖို့မမေ့နဲ့เนาะ